ကျွန်တော်ကတော့အာစစ်တို့ခါမီနီတို့လည်းပြောလို့မရအောင်တာလီဘန်ခေါင်းဆောင်နေနဲ့ဆွေးနွေးရလဲအဆင်မပြေဘူးယူအီနိုင်ငံတွေကိုလည်းထိန်းသိမ်းလုပ်ဖို့အတွက်ကျွန်တော်စာထုတ်ထားပါတော့အဲဒီဂျားထဲမှာဗျာကျော်တွေကလည်းဈေးတက်ကုန်တယ်ဗျာကျော်တွေထက်ဈေးတက်တာတော့ရွှေဈေးတက်ဈေးတက်တာမှာတော့ရေနံပေါ့နော်အဲ့တော့ရေးပေါ်ရေနံတွေကိုကျွန်တော်တို့ရန်ကုန်မြောင်းထဲရေနံတွေထုတ်သုံးမယ်ပေါ့နော်ကမ္ဘာရွှေဈေးကျသွားဖို့ကတော့ကျွန်တော်ဒီအမတော်ရဲ့တိုက်ကကျွန်တော်ရွှေတွေကိုထုတ်ဖို့အတွက်ကျွန်တော်ပြောထားတယ်လူပြည်လူရွာဆိုတာလည်းရွှေဈေးတွေတက်သွားရင်ဒုက္ခရောက်နိုင်တယ်ပေါ့နော်နောက်အဲ့တော့ကျွန်တော်ကဒီတိုက်ချုပ်ဖိုးဖိုးကြီးကိုလည်းကျွန်တော်တောင်းပန်ထားတယ်ဒီရွှေမကြီးသီးတွေကိုအကယ်ဒမီရွှေတွေပြောင်းဖို့အတွက်လည်းကျွန်တော်ဒါမြစ်တရက်ခံနဲ့စာတင်ထားတယ်ဒါပေမဲ့မအောင်မြင်သေးဘူးကျွန်တော်မန်ယူပွဲတွေဆက်လောင်းမဲ့ပဲသူတို့ထင်နေရပါတော့ပြီးတော့ကုလသမဂ္ဂမှာတကားပိတ်စီဝေးကျင်းပါတယ်ကျွန်တော်တို့လည်းဒီခုမြောက်တကုန်းမှာတကားပိတ်စီဝေးကျင်းပနေရပါပေါ့တကားပိတ်စီဝေးမှာကျွန်တော်တို့ကစိုးရိမ်တယ်တကားပိတ်ပြီးသွားရင်တော့ကျွန်တော်တို့ကစိုးရိမ်မှုပဲရှိတယ်အဲ့တော့စိုးရိမ်ပါတယ်အရန်စိုးရိမ်တယ်တအားစိုးရိမ်တယ်မဟာရန်စိုးရိမ်တယ်ပပတ်ဆက်စိုးရိမ်တယ်အဲ့တော့စိုးရိမ်နေပေမဲ့လည်းဘာမှမထူးလာမဲ့ကိစ္စရမလို့စစ်ပွဲဖြစ်နေရတယ်ရပ်တန့်လိုက်ဖို့လိုရပါတော့ဒါမှမဟုတ်လည်းကျွန်တော်တို့ဘုံကျဲလေးရင်ကိုခောက်ကြီးနေငားမလားပေါ့နော် Trump ကိုဒါလည်းကျွန်တော်စဉ်းစားနေတယ်မျိုးစုံပါပဲဒါပေမဲ့ကျွန်တော်ဖုန်းချတော့မယ်အခုဆိုရင်ကျွန်တော်ဈေးတိုင်းဖို့အတွက်ဆရာဝန်တွေလိုက်လာပြီဆရာမတွေလိုက်လာပြီအခုဆိုရင်ကျွန်းရှင်အောင်ရောက်လာနေပြီဈေးတောင်းရတော့မယ်ဈေးလာတိုက်ကြတော့မယ်ကျွန်တော်ဖုန်းချရမယ်အားလုံးကျေးဇူးတင်ပါတယ်ဈေးတောင်းလိုက်ပါအောင်မယ်